online ထဲမှာဝင်လာတဲ့အချိန်မှာရွှေနဲ့စလာတာမဟုတ် စူဇန်အလားကုန်နေလဲရောင်းတယ်ဆက်မိတ်ကပ်ကလပ်တွေလဲစူဇန်ဖွင့်တယ်ကိုယ့်ရဲ့ဝါသနာမဟုတ်တော့မပြောဘူးကျနီလန်နေမရှိဘူး idea တွေမရှိဘူးအဲ့ဒါနဲ့စူဇန် online ကိုစိတ်ကုန်ပြီးတော့အပြင်လုပ်ကိုလုပ်သေးတယ်မှာကွာ online ကိုစိတ်ကုန်ပေမဲ့ကွာရွှေတဲ့ post လေးတွေတွေ့ပြီဆိုရင်အတိစီကနေပေါ့နော်ယူပြီးတော့ wall ထဲမှာတင်ရောင်းတာတို့ဘာလို့လုပ်သေးတယ်ဒါပေမဲ့တရားမှမဝယ်ကြဘူးပြပြောတယ်ကိုတီးတလောင်းနဲ့ထွက်လာဆိုတော့ okay ငါပေါင်ချာနားလေသွားပြီဒါဆိုရင်ဒီပေါင်ချာစစ်တဲ့နီးနဲ့ထွက်လာမယ်ဆိုပြီးတော့ sharing လေးလုပ်တယ် sharing video တွေဇက်တိုက်တင်တယ်ခြေပြောတဲ့စကားတခွန်းဒီနေ့ဒီချိန်ဒီအသုံးချနေသေးပဲအားလုံးမင်္ဂလာပါเนาะဒီနေ့ကတော့ခြေရဲ့ talk show မှာအဲ့တဲ့အတိတ်ကဘာလို့လဲကြည့်ကြရအောင်เนาะမတိတဲ့သူတိတ်ပြီးမရှိတလောက်ပါပဲဘောဆူဇန်ပဲဖြစ်တယ်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါမိုက်ဆက်ပေးပါဦးမဆူဇန်မင်္ဂလာပါရှင်ဆူဇန်နာမည်ကတော့ဘောဆူဇန်ဖြစ်ပါတယ်ဆူဇန်ကရွှေစက်ကြဝဠာရွှေသင်္นานနဲ့ရွှေဆိုင်ကိုဖွင့်ထားတဲ့နံပါတ်1ရွှေသင်္นานဘရင်မပဲ့ကိုင်ရှင်ဖြစ်ပါတယ်ရှင်ရင်တော့ကကိုကရွှေဆိုင်မဖွင့်ခဲ့ဘူးเนาะဘယ်ကနေရွှေလောကကိုဝင်လာတာလဲပြောပြပေးပါဦးဟုတ်ကဲ့ဆူဇန်ကြတော့ရွှေလောကတွေကို2021နှစ်ကုန်ပေါ့เนาะတရားနေစပြီးတော့ဝင်ခဲ့တာဖြစ်ပါတယ်ပထမတော့ဆူဇန်ကရွှေလောကတွေဝင်ဖို့အတွက်စိတ်ကူပဲရှိတယ်ပေါ့မျိုးရွာလည်းမရှိဘူးနောက်ခံ background လည်းမရှိဘူးလုံနေတဲ့အလုပ်ကလည်းတခြားအလုပ်တွေဖြစ်တယ်ဆူဇန်ကဟိုတုန်းကဆိုရင်အလှကုန်တွေလက်ကဖြတ်နေနောက်ရေတန်းတွေလည်းရောင်းခဲ့တယ်အလှပြင်းတဲ့လောကမှာလည်းနေခဲ့ပူတယ်ဒါပေမဲ့နောက်ဆုံး target တီရွှေလုံငန်းလုပ်မယ်ဆိုတော့ target ပေါ့နော်စိတ်ဆန္ဒတော့ရှိတယ်အဲ့ချိန်ကနေစပြီးတော့ဆူဇန်ရွှေလောကတွေကိုစပြီးတော့ဝင်ခဲ့တာပေါ့နော်2022ဆိုတော့အခုဆိုရင်9နှစ်ကျော်လောက်တော့ရှိပြီပေါ့9နှစ်ကျော်သွားပြီเนาะမ online ထဲမှာဝင်လာတဲ့အချိန်မှာရွှေနဲ့စလာတာမဟုတ်ဟုတ်တယ်ချက် online ထဲကိုစလာတဲ့အချိန်မှာဆူဇန်ကအလှကုန်တွေရောင်းတယ်နောက်တော့ချက်ရဲ့ TikTok တင်တန်းကိုတွေ့တယ်ပေါ့နော်အဲ့ဒီကနေမှဆူဇန်အလှကုန်တွေလည်းရောင်းတယ်ဆက်မိတ်ကပ်ကလပ်တွေလည်းဆူဇန်ဖွင့်တယ်ဖွင့်တဲ့စီမှာကိုယ့်ရဲ့ဝါသနာမဟုတ်တော့မပြောဘူးချက်လောက်ရတာမောလာတယ်ပင်ပန်းလာတယ်နီးလန်းတွေမရှိဘူး idea တွေမရှိဘူးအဲ့ဒါနဲ့ဆူဇန် online ကိုစိတ်ကုန်ပြီးတော့အပြင်လုပ်ကိုလုပ်သေးတယ်အပြင်လုပ်တဲ့အချိန်မှာဒီ channel လာတွေ့တယ်ပေါ့နော် Ryan Mon မြိုင်မှာတွေ့လိုက်တယ်အဲ့တော့မှတ်မိတယ်ဒီချက်အင်ဂျီနေအောင်လေးနဲ့အဲ့တော့တွေ့လိုက်တဲ့အခါမှာချက်ကပြောတာပေါ့အမဘာဝါသနာပါလဲချက်ထပ်မေးတယ်မေးတော့အမလေးရွှေစည်းတွေလေးလာတာဝါသနာပါတယ်ဆိုတော့ချက်ကရွှေနဲ့ပတ်သက်ပြီးအမဘာလို့မထွက်လာလဲဆိုပြီးချက်ပြောတယ်အဲ့ဒီချိန်မှာကိုက online ကိုစိတ်ကုန်ပေမဲ့ကိုကရွှေတဲ့ post လေးတွေတွေ့ပြီးဆိုရင်အတိစီကနေပေါ့နော်ယူပြီးတော့ wall ထဲမှာတင်ရောင်းတာတို့ဘာလို့လုပ်သေးတယ်ဒါပေမဲ့တရားမှမဝယ်ကြဘူးမဝယ်တဲ့စီမှာအပြင်လောကရဲ့အလုပ်ကအဆင်ပြေနေတော့ online ကိုစိတ်ကုန်ပြီးတော့မလုပ်ပြတော့အဲ့ဒါနဲ့ share ကနေဘာပြောလဲဆိုတော့အမတိတလောက်တက်တလောက်နဲ့ထွက်လာအမတိတလောက်တက်တလောက်နဲ့စလုပ်ပေါ့နော်အဲ့လိုမျိုးတစ်ချက်ပြောတဲ့စီမှာအမကရွှေနဲ့ပတ်သက်ပြီးတော့လေးလာလိုက်တယ်ငါဘာတွေသိလဲဆိုတဲ့ခါကျတော့ရွှေရောင်းတဲ့လူထက်ရွှေဝယ်တဲ့သူကပုံများတယ်ရွှေဝယ်တဲ့သူတွေအများစုကဘာဖြစ်ကြလဲဆိုတော့ပေါင်ချာတွေစစ်တယ်အစွန်းတွက်1000ခွဲ2000အဲ့လောက်ဒီ2000လောက်စစ်နိုင်တော်ပြောပြီးရင်ဘာလုပ်လဲဆိုတော့လက်ဆောင်တွေတောင်းကြတယ်ပြီးရင်ပြန်လာပြီးအဲ့တော့ကိုယ့်ရဲ့ရွှေနဲ့ပေးလိုက်တဲ့ငွေပမာဏကြိုက်မကြိုက်ဆိုတာတော်တော်များများကိုမသိကြအောင်ရွှေမဆိုင်မှာဝန်ထမ်းရွှေဆိုင်အလုပ်လုပ်တဲ့သူရွှေဆိုင်ပိုင်ရှင်လောက်ပဲသိတယ်လူတော်တော်များများသည်ရွှေပေါင်ချာကိုလည်းစစ်မတက်ဘူးဟုတ်တယ်အဲ့တော့စကန်ကအဲ့တော့ဆူဇန်ကနေမှာဘာလုပ်လဲဆိုတော့ရွှေရောင်းတဲ့သူထက်ရွှေဝယ်တဲ့သူအတွက်ဆူဇန်ထွက်လာလိုက်တယ်အဓိကပေါင်ချာစစ်တက်အောင်ချက်ပဲရွေအခြေခံကဘာတွေလဲကွာသိရအောင်ပေါင်ချာမှာရေးထားရင်ဘာသည်ရွှေကျင်းဘာကရော့တွက်သူတို့နှစ်ခုဘလို့ပေါင်ဓာတ်တွေကိုဆူဇန်ပြောပြတဲ့စီမှာရွှေဝယ်တဲ့သူတော်တော်များများကဆူဇန်ကိုစိတ်ဝင်စားလာတယ်တခုမေးအောင်မေးဟုတ်ဘယ်ကနေရွှေဝယ်ပြီးတော့ပေါင်ချာတွေလိုက်စစ်နေတာလဲဘယ်ကနေဝတ္တနာပါပြီးတော့ဘာကြောင့်ဒီရွှေတွေစစ်နေရတဲ့စိတ်ဝင်စားတာလဲဆူဇန်ငငယ်လေးတွေက2013လောက်ထဲကတကြက်သား8သိန်းလောက်ဈေးတွေကဆူဇန်ကကိုဝယ်တဲ့ရွှေလေးတွေကိုကိုကပြန်ပြီးတော့စစ်ကြည့်တယ်ဒါပေမဲ့စစ်တဲ့ခါမှာအဲ့ချင်ကနားမလည်သေးဘူးအဲ့နီးဘယ်ကနေရလဲမိဘရွှေဆိုင်လောက်တာနော်ဟုတ်ကဲ့အဲ့ဒီနီးကိုဘယ်ရလဲဆိုတော့ဆူဇန်ပထမဆုံးရွှေဈေးနားထောင်ရတာဝါသနာပါတယ်ငငယ်တွေကပေါ့နော်ဆို10တန်းလောက်ထဲကနောက်ဆုံးမှာငါဘာပဲလုပ်ရွှေဆိုင်ဖွင့်မယ်အဲ့တော့ရွှေဆိုင်ဖွင့်မယ်ဆိုတော့အဲ့ဒါငါရွှေဈေးသိရမယ်ဝါသနာရွှေဈေးသိရမယ်အဲ့တော့ဘာလုပ်လဲဆိုရင်ရွှေဝယ်မွေရွှေဆိုင်အမြဲဖုံးဆက်ပြီးတော့နေတယ်ဒီနေ့ဘယ်ဈေးလဲကိုဈေးကြိုင်ကိုတော့ဝယ်လိုက်တယ်ဟောတက်သွားပြန်ပြီဟောကျသွားပြန်ပြီအဲ့တော့ရွှေဈေးအတက်ကျတယ်လေကောတတိထားမိလာတယ်နောက်ပြီးတော့ကိုဝယ်လိုက်တဲ့အခါမှာဘောင်ချာကိုကြည့်တယ်ကြည့်တော့ငါမသိဘူးဆိုတော့ဘာလုပ်လဲဆို line ပေါ်မှာတချို့ရွှေဆိုင်တွေကစာရေးပြီးတော့တင်ထားတယ်တွက်နီလေးတွေအဲ့ line ပေါ်မှာ free လေးလာတယ်ဖီးလေးလာပြီးတော့ line ပေါ်ကတင်တန်းလေးတွေကိုတက်တယ်တက်ပြီးတော့မှနည်းနည်းပပကွာနားလေလာတဲ့ခါကျမိုးဆူဇန်ကဘောင်ချာလေးတွေပေါ့နော်ဖြည်းဖြည်းချင်းပေါ့နားလေလာတဲ့စီမှာဆူဇန်ဘောင်ချာလေးတွေကိုစစ်တက်လာတယ်တခုမေးအောင်မဥမာ
ကိုဝယ်ထားတဲ့ဈေးနှုန်းနဲ့ပြန်သွက်တာမမှန်တာရှိလားလိုအပ်ချက်ရှိလားပြောပြပေးပါဦး ပထမတော့စူဇန်မသိတဲ့အချိန်ကတော့ဝယ်တဲ့စီမှာရုပ်တွက်တွေပေါ့နော်စိတ်ထဲမှာများတယ်လို့ထင်တာမျိုးတွေလည်းကိုတွေ့ရတယ်ဈေးနှုန်းက9000 9000กว่าတာမျိုးလည်းတွေ့ရတယ်အဲ့ဒါဆိုအဲ့ရွှေဆိုင်မှာမဝယ်တော့အဲ့တော့မှန်တဲ့ရွှေဆိုင်ကိုပဲသွားရွေးပြီးတော့ဝယ်တာပေါ့နော်ချက်ပြောတယ်ကိုတီးသလောက်နဲ့ထွက်လာဆိုတော့โอเคငါပေါင်ချနားလေသွားပြီဒါဆိုရင်ဒီပေါင်ချစစ်တဲ့နီးနဲ့ထွက်လာမယ်ဆိုပြီးတော့ sharing လေးလုပ်တယ်လုပ်တဲ့စီမှာ2021ရဲ့ဒီဇင်ဘာ2022အစမှာစူဇန်က sharing video တွေဇက်တိုက်တင်တယ်ဇက်တိုက်တင်တဲ့စီမှာချေပြောတဲ့စကားတခွန်းဒီနေ့ဒီချိန်ဒီအသုံးချနေသေးပဲဘာလဲဆိုတော့ကိုထက်တက်တဲ့လူတွေအတွက်ကိုလာတာမဟုတ်ဘူးကိုထက်မသိတဲ့လူကိုလောက်နားမလဲတဲ့သူတွေအတွက်ကိုပဲစူဇန်ကထွက်လာပေးတာအဲ့ဒီချိန်မှာလူတွေကလည်းစူဇန်လိုပဲပေါင်ချမှာအစွန်းထွက်တွေစစ်တယ်ပြီးလို့ရှိရင်လက်ဆောင်တွေတောင်းတယ်ပြီးရင်ပျော်ပြီးပြန်လာတယ်စူဇန်လိုပေါ့နော်အဲ့လိုသူတွေရှိမှပဲလို့ပြီးတော့ကိုယ်စိတ်ကတွေးလိုက်တယ်တွေးလိုက်တဲ့စီမှာအဲ့မှာစူဇန်ကရွှေနဲ့ပတ်သက်ပြီးတော့16ပေကြီးအကောင်းဆုံးသူ့ထက်သဆင့်ရောတာက15ပေကြီး15ပေကြီးမှာမဟုတ်ရင်တချို့ကလည်းမကောင်းတော့ဘူးထင်တယ်မဟုတ်ဘူးသူရဲ့ဘီဆန်ကလည်းကောင်းသေးတယ်စသည်ဖြင့်စူဇန်က sharing တွေလုပ်ရင်နဲ့ဘာဖြစ်လာလဲဆိုတော့တင်တန်းတွေတောင်းလာတယ်တင်တန်းတွေတောင်းလာတော့ကိုကရောင်းချင်တာကရွှေဒါပေမဲ့အရင်ဖြစ်သွားတာကတင်တန်းဆရာမနည်းနည်းပြပေးအောင်ပါခဏနေကြရင်ရွှေဆိုင်အရင်မဖွင့်ဘဲနဲ့ဘာဖြစ်လို့ရွှေအကြောင်းကိုတီရှယ်ကလာပြီးမျှဝေခိုင်းတာလဲဆိုတော့နည်းနည်းပြပေးအောင်မယ်မဆူဇန်ကရွှေပညာကိုသူကစိတ်ဝင်စားနေပြီးသားပြီးတော့သူ့ရဲ့နောက်ဆုံးရည်ရွယ်ချက်ကနောက်ဆုံးရဲ့ goal ကရွှေဆိုင်ဖြစ်ချင်တာအမဆူဇန်နဲ့ချေခုချင်တော့တိုင်းအဲ့ဒီအဖြေပဲရတယ်ရွှေဆိုင်ဖြစ်ချင်တယ်ရွှေဆိုင်ဖြစ်ချင်တာဒါသူ့ရဲ့ goal ရွှေဆိုင်ဖြစ်ချင်တယ်ဆိုတော့သူအလှကုန်ရောက်နေတာဒါသူ့ရဲ့ target မဟုတ်ငွေရဖို့ပဲသူကလုပ်နေတာအဲ့ဆိုတော့ရွှေဆိုင်ဖြစ်ချင်တယ်ချေမေးလိုက်တယ်အရင်ဘယ်လောက်လဲအရင်ကတော့အနည်းဆုံး90ကျပ်သား100ဆိုတော့ဝေးအောင်မှာနော်ကိုစုသွားရင်းနဲ့ဝေးအောင်မှာဆိုတော့ okay အရင်နီးနေတဲ့သူတွေအတွက်ပေါ့အရင်နီးမရှိတဲ့သူတွေအောက်ခြေကနေစားရတဲ့သူတွေဆိုရင်အခုခေတ်ကဖြက်လန်းတစ်ခုရှိတယ်အဲ့ဒါက online ပဲလေဟုတ်တယ်မလားတကယ်လို့အမကရွှေဆိုင်ဖွင့်ခြင်းနဲ့အကျက်100ပြည့်ပို့ကအသက်50ရောက်သွားရင်ဘယ်လိုလုပ်မလဲဟုတ်တယ်ဖွင့်နိုင်တော့ဘူးလေဟုတ်တယ်လားအသက်50အသက်60ရောက်သွားရင်လည်းရောက်သွားနိုင်တယ်ဒါပေမဲ့ကံကောင်းတာဖြက်လန်းက online နောက်ကိုမှ business branding ကိုချက်ချင်းမဖွင့်နိုင်သေးဘူးဆိုတော့ personal branding ကိုအရင်ဆုံးအသုံးချခိုင်းလိုက်တာမဆူဇန်သူရွှေနဲ့ပတ်သက်တာအမြဲသိတာရွှေနဲ့ပတ်သက်တာအမြဲတမ်းလေ့လာတယ်သူတိတလောက်သူတိနေပြီအသွက်ချက်တွေနောက်အဝယ်နီးတွေရွှေဈေးကြီးနီးရွှေကြီးနီးတွေသူတိနေတော့ okay ဒါက personal branding စသည်ဆောက်ခိုင်းလိုက်တာလာမျှဝေရင်းနဲ့လူတွေကိုတဖြည်းချင်းစီနဲ့မြင်လာရင် online ကနေကိုတကယ်လို့အထည်ရောင်းတဲ့အချိန်မှာလဲသူတို့ကိုဝယ်လာတော့မှလေဘာဖြစ်လို့လဲကိုမှာကအကျက်100အကျက်200เนาะ3ပိတ်တာ4ပိတ်တာမှမပြနိုင်သေးတဲ့အတွက်ပညာကိုအရင်ပြရတယ်လေကိုအရင်နှီးအောင်တိသွားအောင်အရင်ဆုံးလုပ်ရတယ်ဒါမှဆူဆန်ကိုပေးလိုက်တဲ့နီလန်းမဆူဆန်လုပ်ရင်းနဲ့သူလည်းပျော်တယ်ရင်တော့ကစင်မတူဘူးเนาะရင်တော့ကစင်လောက်တာဝယ်တဲ့သူမရှိရင်ပတ်ဆက်မဝေရင်မမျှဝေခြင်းမပြောချင်တော့ဘူးမမျှဝေခြင်းကိုဈေးပဲရောင်းချင်တယ်ဒါမဲ့ကိုကြိုက်တဲ့နယ်ပယ်ဖြစ်သွားတော့မငင်းငွေပေးတွေ့လား तू ပေးရတာပျော်တယ် तू fashion ဖြစ်သွားတော့သူ့ရဲ့ရွယ်ချက်က online ကနေအထည်ရောင်းတာထဲတွေရောင်းတာရွှေထဲရောင်းဖို့လူတွေတိဝိုင်းရင်တော့ live ပြီးတော့ရောင်းဖို့အမှ content တွေတိဆောက်တာ fan အုပ်စုတွေဖွဲ့တာဒါပေမဲ့နောက်ဆုံးရရလက်ကတင်တန်းတွေလာတောင်းတက်ကြတယ်ပထမဦးဆုံးတင်တန်းတောင်းတက်တဲ့တင်တန်းကပထမဦးဆုံးတောင်းတက်တဲ့သင်တန်းကကြတော့ Go Universe ရွှေသင်တန်းပေါ့နော်ပထမဆူဆန်က class 1ဆိုပြီးတော့သွားတာပေါ့နော်class 1မှာဆိုလို့ရှိရင်တော့ဆူဆန်ကကိုကလည်းစသင်ခါစားဆိုတော့ငါလိုပဲနားမလည်တဲ့သူတွေအတွက်ဆိုတော့ဆူဆန်စပြီးလေးလာထားတဲ့လူမျိုးပေါ့နော်အခြေခံကနေစပြီးတော့ဆူဆန်သင်ပေးတယ်အခြေခံနေစရတယ်တွက်နီးချက်နီးပြီးတော့နောက်ဆုံးပေါင်းချစစ်ကျွမ်းကျင်နိုင်တဲ့အထီကိုဆူဆန်သင်ပေးတယ်ပေါ့နော်အတူအစစ်တွေခွဲတာအဲ့တော့တော်တော်များများစိတ်ဝင်စားကြတယ်အဲ့တော့ class 1မှာပဲဆူဆန်သင်တန်းသား900ကျော်ထိဆူဆန်ရသွားတယ်ဒီကနေမှတဆင် class 2 class 3ကနေဖြည်းဖြည်းချင်းပေါ့နော်အခုဆိုရင်ဆူဆန်သင်တန်းဖွင့်တာ4နှစ်ကျော်လောက်ရှိပြီပေါ့နော်4နှစ်ကျော်5နှစ်ဝန်းကျင်လောက်တော့ရှိပြီအခုဆိုရင်လည်းဆူဆန်အရင်သင်တာနဲ့ကိုမတူတော့ဘူးဘလို့နီးနဲ့လူတွေနားလေလွယ်နိုင်မလဲအဲ့ဒါကိုပဲအမြဲတမ်းလေ့လာတယ်အခုဆိုလို့ရှိရင်ဆူဆန်အသက်18နှစ်ကနေအသက်55နှစ်အထိကိုဆူဆန်နားလေအောင်သင်ပေးနိုင်တယ်ဘာကြောင့်လဲဆိုတော့ဆူဆန်ကတချို့တွေကရွှေလို့ပြောတဲ့ရတယ်သင်္ချာတွေခေါင်းမှုတယ်ဆိုပြီးပြောတယ်ဒါပေမဲ့ဆူဆန်ကိုယ်တိုင်ကလည်းသင်္ချာအားနေတယ်သင်္ချာအားနေတာပြောလို့ဆူဆန်တို့သင်တဲ့အခါမှာဆိုရင်ပုံတင်နီးနဲ့ပဲသွားတယ်သင်္ချာလို့မသွားဘူးသင်္ချာလို့သွားတဲ့အခါမှာလည်းတချို့သင်္ချာကျွမ်းကျင်တဲ့လူတွေဆိုရင်တော့အဆင်ပြေတယ်
လွယ်တယ်ပေါ့ဒါပေမဲ့တင်ချာအားနေတဲ့သူအတန်းပညာအားနေတဲ့သူတွေအတွက်ကြတော့တင်ချာနီးရနည်းနည်းတော့ကြောက်ကြတယ်အဲ့ဒီထဲမှာလေစူးစမ်းလည်းပါတယ်အဲ့လိုကြောင့်မို့ကိုဒီဘလို့နီးနဲ့နားလေခဲ့တယ်လေကိုနားလေလွယ်တဲ့နီးကိုပဲသူများကိုပြန်ပြီးတော့သင်ပေးနိုင်တယ်ပြောပြနိုင်တယ်နောက်တစ်ခုကတင်တန်းတက်ပြီးလို့ရှိရင်တင်တန်းတက်တော့သိတယ်တင်တန်းပြီးရင်မသိတော့ဘူးအဲ့လိုပုံစံမျိုးစူးစမ်းကမကြိုက်ဘူးတင်တန်းတက်ပြီးရင်ငွေကုန်တာနဲ့တန်အောင်ခေါင်းနဲ့စူးစမ်းတစ်ခါလေးရိုက်ထည့်တယ်ရိုက်ထည့်တာဖြစ်လို့ပေါင်းချတွေစစ်တဲ့ခါကျရင်ဒါသူဒီလိုပေါင်းတာမှတ်ပါလားဟိုစိတ်တွက်နဲ့လည်းပေါင်းနိုင်အောင်ပေါ့နော်စူးစမ်းတခါတည်းတင်တန်းမှာ train ပေးတယ်အဲ့လို train ပေးတဲ့ခါကျမှအများစုကသူများညွှန်လို့ပြန်ရောက်လာတဲ့သူတွေများတယ်ပေါ့နော်အဲ့ဒီကနေမှသစင်တင်တန်းဆရာမဖြစ်လာတယ်အခုနောက်ပိုင်းဆိုရင်တော့စူးစမ်းကိုရောင်းချင်တဲ့ရွှေလဲရောင်းလို့ရလာတယ်ဘာကြောင့်လဲဆိုတော့ချက်ခုနပြောသွားတယ် personal brand ကိုက personal brand မရှိဘဲနဲ့ရွှေပုံကြီးတွေတက်တင်မယ်ဆိုရင်သစိမ်းတယောက်ကဝယ်မလားမင်းဘူးမှမဝယ်ဘူးရွှေဆိုတာကတန်မိုးကြီးတယ်နောက်ပြီးတော့ပုံမှန်2000 3000တန်မဟုတ်ဘူးတိန်းနဲ့ချီပြီးပေးရတယ်အခုဆိုရင်10ကနန်းနေနဲ့ပဲအဲ့တော့အဓိကကိုယ့်ကိုသူများယုံကြည်မှကိုယ့်ရဲ့ပစ္စည်းကိုဝယ်မှာအဲ့တော့ချက်တစ်တော့တင်တန်းပထမဦးဆုံးတင်တုန်းက3ကန်စရာခွက်လေးကအခုချိန်ထိကိုအမအတွက်အမှတ်ရနေတယ်ဘာကြောင့်လဲလူတွေကကိုယ့်ကိုသိမှရမယ်မြင်မှများလာတယ်မြင်မှများပြီးတဲ့အခါမှာသူကသိလာတယ်သိပြီးမှသူတို့ချစ်လာတယ်ချစ်ပြီးမှယုံကြည်လာတယ်ယုံကြည်ပြီးမှကိုယ်ပတ်စံပေးတယ်ဟုတ်တယ်အဲ့တော့အဲ့ဒီအချက်တွေနဲ့အခုချိန်ထိသွားနေသေးပဲပထမဦးဆုံးတင်တန်းကဒီရွှေအဝယ်သမားအတွက်ပေါ့တင်ပေးတာရွှေဝယ်သမားအတွက်ကိုတင်ပေးတာချေဟုတ်ဟိုအဝယ်သမားတီတာကအယောက်900ကျော်အယောက်900ကျော်တယ်ချေဝေါတွေ့လားမဆူဆန်ဒီလိုမျိုးရက်လက်လေးခုနချေကီးနှစ်ခုကိုဖမ်းနိုင်ခဲ့တယ်ဗာလဲဆိုတော့တီတက်လောက်လေးနဲ့စတာမဆူဆန်လဲ तू က perfect သမားအသွေးများတဲ့သူအသွေးများတဲ့အထဲမှာပါတယ်မသိရင်ဘယ်လိုလောက်မှလဲတီချေထွက်လာရင်တော့ဟိုအကြီးစားတွေလာပလဲရင်ဘယ်လိုလောက်မှလဲချေပြပေးမယ်နော်ချေလဲဒီလောကမှာနေတဲ့သူတကယ်တတ်တဲ့သူကမပလိန်တကယ်အောင်မြင်တဲ့သူကမပလိန်ထောက်ပြပေးတာပဲရှိတာကိုထွက်လာတာကကိုရဲ့ရွယ်ချက်ကကိုထက်တိတဲ့သူကိုသွားတင်ပေးတာမဟုတ်ဘူးသူတို့နဲ့ရှင်ပြီးထွက်လာတာမဟုတ်ဘူးကိုတိတလောက်တတ်တလောက်ကိုလောက်မတိသေးတဲ့သူကိုလာပြီးမျှဝေပေးတာအမပြောတဲ့နီးကတချို့အမြင်မှာမှားရင်မှားလိုက်မယ်ဒါပေမဲ့နီးကတနည်းပဲရှိတာမဟုတ်ဘူးလေဟုတ်တယ်မလားအခု online လောက်တာမှဒီလိုပါပဲချဲဒီလိုရောင်းခဲ့လို့ဒီလိုလောက်နိုင်ခဲ့လို့ချဲရဲ့ experience နဲ့ချဲရဲ့နီးနဲ့ချဲပေးတာတချို့ကချဲကိုကြိုက်တယ်တချို့ကတခြားဆရာကိုကြိုက်တယ်တယောက်ချင်းစီမတူကြဘူးတရားတော်မှမတူကြဘူးလေတချို့ကဟိုတခြားဆရာတော်နဲ့တရားပုံမြင်တယ်အမှတယောက်နဲ့တယောက်မတူကြဘူးချဲတရားတွားထိုင်တဲ့ဆရာတော်ရှိတယ်ဆရာတော်ပြောတာလူတိုင်းမှာကိုယ်စီဆရာရှိကြတယ်ဆိုတော့အဲ့ချိန်မှာချဲပို့ပြီးစိတ်ကိုလွတ်ချနိုင်တာလေကိုကအကောင်းဆုံးဖြစ်ချင်တာကိုစီမှာလာတဲ့သူတိုင်းကိုရဲ့စန္ဒအတိုင်းကိုပေးအောင်မြင်စေချင်တာဆရာတော်ပြောပြတဲ့စကားတစ်ခုရှိတယ်သူကိုစီလာပြီးသူမအောင်မြင်ခဲ့တဲ့အကြောင်းရင်းကလည်းတခြားအကြောင်းရင်းတွေရှိသေးတယ်ကိုမတော်တာတမျိုးတည်းမဟုတ်ဘူးပေါ့နော်လူတိုင်းမှာကိုစီဆရာဆိုတာရှိကြတယ်ကိုဘက်ကတင်ပေးတဲ့အချိန်မှာအကောင်းဆုံးတင်ပေးအကောင်းဆုံးလုပ်ပေးဒါပေမဲ့ကိုရဲ့အရေးချင်းကိုလည်းအမြဲတမ်းဖြိတချို့သူတွေ तू ကထားလိုက်ကိုပေးတဲ့နီး तू မလုပ်ဘူး तू မကြိုက်ခဲ့ရင်လေဒါပေမဲ့သူ့အတွက်ဆရာဆိုတာရှိသေးတယ်သူနဲ့တိတော်တဲ့ဆရာသူတွေ့သွားရင်တော့တစ်ချက်ပြောလိုက်တာနဲ့သူမြင်သွားပြီလေအဲ့ဒီချိန်မှာချဲဟုတ်တယ်နော်ပိုးတောင်မြင်သွားတယ်ပေါ့တရားတော်မှဟိုအဲ့လိုမျိုးတွေရှိတယ်ဆိုတော့ပုံမှန်ကချဲတို့ပိုးတောင်လက်ခံပေးရမယ်ပေါ့နော်ဒီတလောက်လေးနဲ့စဘယ်နဲ့ပဲမှမစိုးတိတလောက်လေးတတ်တလောက်ကိုလောက်မတိသေးတဲ့သူကိုတင်းပြီးရင်ကိုတာအမြဲတမ်းပြန်ပြီးမိအမြဲတမ်းပြန်ဖြိကိုတင်လေးကိုပိုကျွမ်းလေတကယ်လို့အမတင်တန်းမတင်ရင်ဒီလောက်ထိမကျွမ်းဟုတ်တယ်ချဲတင်တန်းမတင်တော့ဒီလောက်ထိလည်းမကျွမ်းဘူးမလေးလာပြစ်ဘူး free နဲ့လာပေးရင်ဒီလောက်ထိမကျွမ်းပတ်စံယူခဲ့လို့ဒီလောက်ထိကျွမ်းဘာဖြစ်လို့လဲပတ်စံယူပြီးလေးဟုတ်တယ်အဲ့ဒီပိုတန်ဖို့ကိုပိုဖြစ်ရတာဟုတ်တယ်ချဲဟုတ်တယ်ကို free ပြောလိုက်တာနဲ့တင်တန်းယူပြီးပြောတာမတူဘူးဟုတ်တယ် free ပြောတာ okayပေါ့ပါတယ်မိုင်းဘာမှဖြစ်ဘူးဟုတ်တယ်မလားဒါကိုပေးလိုက်တာဒါပေမဲ့တင်တန်းချင်းဝင်လာပြီးဆိုရင်ဝေးထပ်လို့တာထပ်ဖြစ်ရအောင်မသူပေးလိုက်တဲ့ဥမာ9သိန်းစ9သိန်းထပ်တန်အောင်ငါဘယ်လိုပေးရမှာလဲဆိုတော့ကိုအရင်ဖြည့်ကိုအရင်ဆုံးတော်တယ်ပြီးတော့ဒီပြန်တင်ပေးတဲ့အလောက်ကလေတင်လေတော်လေတင်လေတက်လေဟုတ်တယ်နော်တင်လေတက်လေစားလဲအဲ့လိုပဲဟိုတော်တဲ့သူတွေမတွေ့ဘူးလားသူအောက်ကမတတ်သေးတဲ့သူပြန်တင်နိုင်တယ်သူတို့တင်လေသူတို့တော်လေပဲနော်နောက်ထပ်ကြီးတစ်ခုကဘာလဲဆိုတော့သူ့ရဲ့နယ်ပယ်ဖြစ်သွားလို့နော်အမနယ်ပယ်ဖြစ်သွားရင်ဟိုသူများမြင်တာတွေ့လားအဝယ်တော်မှအယောက်900တင်တန်းလာအတာဟုတ်တယ်ကိုနယ်ပယ်မဟုတ်ရင်ဘလောက်ပဲစူးစမ်းမမြင်ဘူးအဲ့ဒါတစ်ခုချက်ပြောပြခြင်းနဲ့သိလားဟေးကိုလောက်နေတာလေအရန်ပင်ပန်းနေပြီဟေးငါလမ်းပြောင်းနေပြီဟေးဘာဖြစ်လို့ငါမရသေးတာလဲအချိန်လေးပေးပြီးတော့လေကိုဘယ်နေရာမှာအားတာနေတာလဲ
ကိုယ်နယ်ပယ်ဖြစ်သွားရင်လည်းအရာအလုံးကလွယ်တာမဆူဆန်လည်းအရင်တုန်းကချိန်စီမာမန်ထော်တင်တာလာတက်တာနော်အဲ့ချိန်မှာခဏနေကြရင်အယောင်ပိုင်းခဏနေကြရင်လီဒါပိုင်းခဏနေကြရင် TikTok ဆရာမအကောင်ကိုလိုက်လောက်တာအကောင်လောက်နေတာပဲဒါပေမဲ့ကိုယ်နယ်ပယ်ဖြစ်သွားတော့တိတ်ကြိုးစားစရာမလိုဘူးတင်တန်းတောင်မယောင်းတောင်မှလူတွေတောင်းတက်တာအဲ့ကနေ Go Trainer စဖြစ်သွားတယ်နော်ဟုတ်တယ်အဓိကကတော့လေကိုယ့်ရဲ့အားသာချက်ဘယ်လိုရှာရမလဲဆိုတော့ကိုဒီနယ်ပယ်တစ်ခုမှာစမ်းလုပ်ကြည့်လိုက်စမ်းလုပ်ကြည့်လို့ပင်မလာပြီးမောလာပြီးလမ်းပြောက်လာပြီးဆိုရင်အသေးချတယ်ဒါဒီကိုနယ်ပယ်မဟုတ်ဘူးအဲ့တော့ကိုပြန်စဉ်းစားဘာကိုငါစိတ်ဝင်စားလဲအဲ့ဒီတုန်းကဆိုရင် channel တွေ့တာချက်ကို franchise စနစ်တွေပါတယ်အကုန်လိုက်နေတယ်ဒါပေမဲ့တစ်ခုမှအကောင့်ထဲမပေါ်ဘူးဘာကြောင့်လဲဆိုတော့ကိုနယ်ပယ်မဟုတ်လို့ပေါ့နော်ပြီးတော့တင်းကြတဲ့လူကလေဖိစီပြီးတော့မောသွားတယ်ဒါပေမဲ့ရွှေနယ်ပယ်မှာဆိုစံစူးစမ်းစလုပ်တော့ဘာလို့တတိထားမိသွားလဲဆိုရင်ရွှေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျပြောလို့မကုန်ဘူးအဲ့တော့ကဆိုရင်အမကခရီးသွားနေရင်လည်းဗီဒီယိုရိုက်တာပေါ့နော်မမက်ရကလောမှာစရိုက်တယ်စရိုက်တော့တနေ့တည်းကိုပဲဗီဒီယို12ပုတ်73ပုတ်တစ်ချိန်ထဲမှာဆွဲပြစ်တာအဲ့လိုဆွဲပြစ်တော့အော်အေးဒါငါရဲ့ဝါသနာလေးဖြစ်နိုင်မယ်ပေါ့နော်အဲ့ဒီကနေမှစက်တိုက်လုပ်တယ်ပြီးလို့ရှိရင်လည်းမင်းကြီးရောက်လို့ဗိုက်စားတယ်ဆိုလည်းမသိတော့ဘူးပြောနေရမှာကျင်တတ်တယ်အဲ့ဒီကနေမှတဆင်စူဆန်ခုနလို trainer ဖြစ်လာတယ် trainer ဖြစ်လာမှအော်ဒါဒီငါရဲ့နယ်ပယ်ပဲချက်ပြောတာကဒီ key point ပဲဒီအလုံးလုံးလို့ဒီလုံးမအောင်မြင်ရမယ်လို့မဆိုလို့ဘူးဟုတ်တယ်ဘာကြောင့်လဲစမ်းလုပ်ကြည့်မှသိမယ်ဟုတ်တယ်စမ်းမလုပ်ပဲနဲ့သူများထားလို့အောင်မြင်တယ်ငါလည်းထားလို့မယ်ဆိုရင်မဖြစ်နိုင်ဘူးဟုတ်တယ်အဓိကကိုစမ်းလုပ်ကြည့်မဟုတ်ဘူးဆိုနောက်ထပ်နီလန်ပြောင်းသူစံတို့အချိန်ကလေစဉ်းစားလို့ရှိရင်အချိန်အရန်ကြတယ်ဒါပေမဲ့လုတ်ပြီးသွားတဲ့အခါမှာပြန်စဉ်းစားလိုက်ခဏလေးလိုပဲဟုတ်တယ်အဲ့တော့ချက်ခုနပြောသလို6လလောက်တော့စူဇန်လမ်းပြောက်သွားတယ်အကိုပြန်ပြီးတော့စာအုပ်ပြန်ရောင်းတယ်ကော်လက်ဂျင်တွေပြန်ရောင်းတယ်ဒီလိုပဲပတ်စံရချင်တယ်ပတ်စံမရရင်ပင်မလာတယ်မောလာတယ်ဒါပေမဲ့စမ်းလို့နေရင်လည်းဒီရွှေနဲ့ပတ်သက်ပြီးတော့ပတ်စံမရလဲစူဇန်ပြောလို့ပြောတယ်ပတ်စံမရလဲသူများမင်းနေအချိန်တိုင်းကိုပြောနိုင်တယ်အော်နောက်မှဒါဒီအော်ငါဝဒနာဖြစ်မယ်ဆိုပြီးတော့ချက်ခုနပြောလိုက်တဲ့တစ်ချက်စက်တိုက်လို့ဟုတ်တယ်စက်တိုက်လို့လာရင်ကိုယ့်ရဲ့နေ့ဆိုတာရှိလာမယ် Okay အခုမှရွှေလောကဝင်လာတဲ့9နှစ်အတွင်းမှာအခက်အခဲတွေရောကြုံရလားအတိုက်ခိုက်တွေရောကြုံရလားအခက်အခဲတွေအတိုက်ခိုက်တွေကတော့အများကြီးပဲတစ်ချက်ပြောရမယ်ဆိုရင်တော့တစ်ထောက်တညပုံမြင်ပေါ့ဘယ်လိုမျိုးကြော်ဖြတ်ခဲ့ဘယ်လိုမျိုးကြော်ဖြတ်ဆိုပထမဦးဆုံးတော့ကိုယ့်ထက်တက်တဲ့လူတွေကကိုယ့်ကိုပြန်ပြီးတော့ဘလိန်းတယ်တချို့ကတော့ကောင်းသောပြောချင်းနဲ့ပြောပြတဲ့စီမှာကိုယ်တိုင်ကလည်းသူတို့ပြောတာကိုမယူဘူးကိုယ့်ရဲ့နီးစပ်ရာဆရာသမားတွေပေါ့နော်အခုဆိုရင်စူဇန်ရွှေနဲ့ပတ်သက်ပြီးတော့စူဇန်ရဲ့ဆရာတွေအားလုံးပေါင်း15ရာလောက်ရှိတယ်စူဇန်လိုက်ပြီးတော့လေ့လာထားတာပေါ့နော်ဆရာတွေပြန်မေးတယ်ဆရာမတွေပြန်မေးတယ်โอเคကိုပြောတာမှားနေတယ်ဆိုရင်ပြန်လိုက်တယ်ဒါပေမဲ့စူဇန်တို့စလုပ်တဲ့လူကလေအရန်လွယ်တယ်တချို့ကဘလို့ထင်လဲဆိုစလုပ်ရင်ပင်ပန်းတယ်ခက်တယ်လို့ထင်တယ်မဟုတ်ဘူးစူဇန်ဆိုလဲတင်တန်းမှာအမြဲပြောတယ်စလုပ်တဲ့လူတွေအရန်လွယ်တယ်ဘာလို့မလုပ်ကြလဲမသိဘူးဘာကြောင့်လွယ်လဲကိုစလုပ်တဲ့ခါကျမှကိုလူမသိဘူးလူမသိလို့ကိုမှမှားလို့ရတယ်မထော်ကနန်းတွေဖြစ်သွားရင်ပြန်ပြင်လို့ရတယ်အဲ့တော့လူတွေကငါလှုပ်လို့ငါ့ကိုဘာလို့လဲဆဲမဲ့အဲ့ဒီသူများလာပြောတဲ့ဟာကိုပဲခေါင်းထဲမှာဆွဲနေတဲ့ခါကျမှမလုပ်ပြကြတော့ဘူးစူဇန်ဆိုလဲလို့ပဲတိုက်ခိုက်တယ်ပြောတယ်ဆိုတယ် comment တွေမှာလာတယ်ဒါပေမဲ့စူဇန်နောက်ဆုံးမလုပ်လို့ဆို comment ကိုမကြည့်တော့ဘူးပြောချင်တာပြောဆိုချင်တာဆိုတခုရှိတယ် comment မှာအဲ့ဒီအချိန်อ่ะပေါ့နော်သူတို့ policy တွေကလည်းတင်းတင်းကြပ်ကြပ်မထွက်သေးဘူး comment မှာစာများရင်ကိုယ့်ရဲ့ page engage တက်တယ်အဲ့တော့ပြောချင်တာပြောကြဆိုပြီးစူဇန်ထားလိုက်တယ်နောက်ဆုံးကြတော့မလုပ်လဲဆိုရင်ပြောထားတဲ့လူတွေအကုန်လုံးကိုပြန်ပြီးတော့ block လိုက်တယ်ကိုယ့်ဘက်ကလည်းပြင်ဆင်လိုက်တယ်အဓိကဒီလုပ်တဲ့အခါမှာချီကျူးတဲ့လူရှိတယ်ကဲ့ရဲ့တဲ့လူရှိတယ်အဲ့တော့ကိုယ့်ထက်တက်တကယ်အောင်မြင်တဲ့လူတွေကချက်ခုနပြောသလိုပဲမကဲ့ရဲ့ဘူးမပလိန်ကောင်းတာကိုပဲညွှန်ပြပေးတယ်တကယ်လို့နောက်ဆုံးပြောမှဆိုကိုလောက်အဖြစ်မရှိတဲ့လူပဲကိုပလိန်ကြတာပေါ့နော်ကိုအဲ့လိုမျိုးအတွေးနဲ့ပဲထားလိုက်တယ် comment တွေကိုမကြည့်တော့ကိုလုံးဆရာရှိအောင်ပဲစတက်လုပ်သွားတယ်နောက်လာတင်တယ်အဲ့တော့ငါဒီတစ်ခါဖွင့်မြင်ငါတော်ပြီဆိုတဲ့စိတ်တော့ဖြစ်ခဲ့ဘူးတဲ့အခက်ခဲတွေများလို့ပေါ့နော်အခက်ခဲတွေများတယ်ပလိန်တဲ့လူရှိတယ်နေဘယ်လောက်သိလို့လဲနေကဘာဆရာမကြီးလဲနေကဘာရွှေဆိုင်ဘယ်လောက်များဖွင့်ထားလို့လဲစသည်ဖြစ် comment တွေအများကြီးအဲ့ဒီမှာလဲဘာလို့လဲကိုကဟိုရွှေဆိုင်ကနေလာခဲ့တဲ့သူမဟုတ်လို့ဟုတ်တယ်ရွှေဆိုင်နေလာခဲ့သူမဟုတ်ဘူးရွှေဝယ်တဲ့သူကနေဘောင်ချစစ်ကျွမ်းကျင်အောင်ပဲနီလန်ပေးတဲ့လူအဲ့ဒီကနေမှပြောလာတဲ့ခါကျတော့စူဇန်နာဆိုတော်ပြီးငါဒီ class ဖွင့်ပြီးငါမလုပ်တော့ဘူးငါရွှေပဲငါပြဆိုအင်းပေါ့အရှုံးပေးချင်လာတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ချေတို့ဗီဒီယိုတွေအများတန်း content တွေကြည့်ပြနေတယ်ကြည့်ပြတဲ့ခါကျတော့ငါဒီ level ထိငါရောက်လာပြီငါဘာလို့ရရမလဲဒီ level ရောက်ဖို့ငါဘယ်လောက်တောင်လိုချင်ခဲ့တယ်လဲအခုငါရလိုက်နှမျောစရာကြီးအဲ့တော့နောက် class မဖွင့်ဘူးလားနောက် class မဖွင့်ဘူးလားနဲ့စာတွေကလည်းစတိုက်ဝင်နေတော့အဲ့ဒီကနေမှအဒမင်ငှားတဲ့အဆင့်တွေဖြစ်လာတယ်ကိုမဖြေနိုင်တော့ဘူးပေါ့နော်အဲ့ဒီကနေမှတစ်ဆင့်ချင်းသင်ယူလာတယ်
ပြန်ပြီးအသုံးချရတယ်စူဇန်တို့သင်ယူတဲ့အခါမှာရွှေပညာတစ်ခုတည်းသင်လို့မရအောင်တချေတို့စီက business နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေလည်းသင်ရသေးတယ်နောက်စိတ်နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့စိတ်စွမ်းအားပေးနိုင်အောင်လည်းသင်ရသေးတယ်အဲ့တော့စူဇန်တို့လက်ရှိအသက်မွေးဝမ်းကြောင်းပညာရဲ့ business ရဲ့စိတ်နဲ့ပတ်သက်သောပညာတွေရဲ့၃ခုတွဲလိုက်တဲ့အခါမှာ limited ဖြစ်သွားတယ်ပြောရမယ်ဆိုရင်ဟုတ်တယ်နော်ခုမှစားလုပ်တဲ့သူတွေမလိုမျိုးပဲသူတို့လည်းအိမ်မက်ရှိကြတယ်ရွှေဆိုင်ဖွေးခြင်းနဲ့เนาะတချို့စင်ရွှေအရင်ခရီးစီတာလေဟုတ်တယ်ဒီချက်ပတ်စံရတိုင်းနည်းနည်းပိုင်းဖြစ်ရွှေအကုံဝယ်တာရွှေကုံဝယ်ကြတယ်သူတို့အကုံတိတယ်เนาะရွှေတွက်တက်တယ်ကျဲဆိုအထည်မဝယ်တတ်ဘူးဟုတ်ကဲ့ချက်ဟုတ်အထည်တွေမဝယ်တတ်ဘူးကိုကအတွေ့အကြုံမရှိဘူးမိဘရွှေလုပ်ငန်းလုပ်ပေမဲ့လည်းအရင်ဝတ္တနာမပါနေဘူးမသိနေဘူးမတို့လိုမျိုးပဲအိမ်မက်ရှိတဲ့သူတွေအခုခေတ်မှာအကောင့်ထဲပေါ်ရတာလွယ်လားလွယ်တာပေါ့ဟုတ်ဘာပြောချင်လဲသူတို့ဘာပြောချင်လဲဆိုတော့အရင်ခေတ်ကဆိုရင်စူဇန်တို့ social media မရှိတဲ့အခါမှာရွှေဆိုင်ဖွင့်ဖို့အတွက်ဆိုအနည်းဆုံးရွှေတပိတ်တာမှရမယ်ရွှေတပိတ်တာနဲ့မဖွင့်နိုင်ဘူးရွှေ90သားနဲ့ပဲဖွင့်မယ်ဆိုရင် customer တွေကဘာပြောမဲဆိုတော့ဒါလေးပဲလားဒီဇိုင်းကဒါအကုန်ပဲလားအဲ့လိုပြောလာတဲ့နောက်မှာကိုကဆိုင်ကြီးကိုဒီလောက်တော့ရင်းနေတာပြီး customer အပြောတစ်ခုကြောင့်လည်းငါမှအရင်นี่မရှိဘူးအရင်နေသေးဆိုပြီးစိတ်သက်ကြကြတယ်အရင်ခေတ်ကဒီလိုမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်အခုခေတ်မှာဆိုရင်တော့ online ကခစ်စားလာတယ်အဓိကဒီ social media နဲ့အလုပ်လုပ်ခြင်းကအခုခေတ်မှာအလွယ်ဆုံးပဲဘာကြောင့်လဲအရင်นี่အနည်းဆုံးတဲ့ကိုရွှေဆိုင်ဖွင့်လို့ရတယ်စလို့ရတယ်စလို့ရတယ်ဘယ်လောက်စလို့ရတယ်ဘယ်လောက်စလို့ရလဲဆိုရင်စူဇန်စခဲ့တာကတော့30သားနဲ့စခဲ့တယ်30သားအခုစူဇန်ရဲ့တချို့သင်တန်းသူတွေအရန်တော်တယ်တစ်ချက်သားနဲ့စတာဟိုတစ်ချက်သားနဲ့စတာတချို့ဆိုရင်တော့ရှိတယ်တစ်ချက်သားတော့ဟိုပါပေါ့နော်အတုံးကိုဖြိုရမှာကြောက်လို့ဆိုပြီးတော့အော်ရာကောက်တွေနဲ့စကြတယ်ဒီလိုတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အခုခေတ်မှာကိုကရွှေဆိုင်ဖွင့်မယ်ဆိုရင်အရင်ခေတ်လိုမျိုး90သားတပိတ်သားစုစရာမလိုတော့ဘူးခေတ်တွေပြောင်းလဲသွားပြီ update တွေလည်းဖြစ်နေတယ်အဲ့တော့ကိုကဘာလုပ်ရမလဲဆိုတော့ကိုဖြစ်ချင်တဲ့ net ပဲကိုအလုပ်လုပ်ချင်တဲ့ net ပဲမှာသူ့နဲ့ပတ်သက်တဲ့ပညာတွေသူ့ရဲ့ပတ်သက်တဲ့ခေတ်ရည်စည်းကြောင်းတွေကိုအမိလိုက်နိုင်ဖို့ပဲလိုတယ်အဲ့လိုမျိုးမလဲနိုင်တချို့ကတော့ line မှာရောင်းချင်တယ်စူဇန်တချို့သင်တန်းသူတွေတွေ့ပူတယ် line မှာရောင်းချင်တယ်ကင်မရာရတာရှက်တယ်မလုပ်ရဘူးတီချာတို့လိုဖြစ်ချင်တယ်ဒါပေမဲ့စူဇန်ဘာလုပ်လဲတီချာတို့လိုဖြစ်ချင်ရင်ကင်မရာရှေ့ထွက်ကင်မရာအရှိမထွက်နိုင်ရင်ပတ်စံမယူနဲ့အဲ့ဒါဘဒုစကားလဲဆိုတော့ချက်ကတီစကားတီချာကကင်မရာမြတ်ရအမပတ်စံမယူနဲ့ချက်အမြဲပြောတယ်အလားမပြေရင်အမပတ်စံမယူနဲ့အဲ့တီချာအမြဲပြောတဲ့စကားအဲ့တော့ကိုဘာလုပ်လဲအဲ့စကားကိုသင်တန်းသူတွေကိုပြန်ပြောတယ်ပြန်ပြောတော့တချို့ဆိုလို့ရှိရင်တော့ရွှေနဲ့ပတ်သက်တဲ့ sharing တွေနဲ့လာတယ်တချို့ကကြတော့ဗီဒီပညာနဲ့ဆက်ဆက်ပြီးတော့ရွှေကိုရောင်းကြတယ်ဘယ်လိုမျိုးလဲဆိုတော့ကိုအားတာတဲ့အရာနဲ့ပြန်ပြီးတော့ချိတ်တယ်အဲ့ဒါကိုစူဇန်ကရွှေသင်တန်းမှာဆိုရင် consultant free ပေးတယ်တချို့ဆိုရင်ဒီနေ့တွက်နေတယ်လက်ရှိမှာရွှေရောင်းချင်တယ်ဒါဆိုရင်ဘယ်လိုရောင်းရမလဲမအပ်ဆက်ဘူးလေလွယ်လေးပြီးရင်တွက်ရင်လည်းဘာအဆောင်ညာအဆောင်နေစားအောင်အဲ့ခါကျစူဇန်တို့ယေသနာမှာဘာရှိလဲကြောက်တွေရှိတယ်ကြောက်တွေရှိတဲ့ခါကျမှရွှေနဲ့တွဲပြီးတော့ရောင်းကြောက်တွေကိုအထည့်ခဲ့အဲ့လို idea လေးစူဇန်ပေးပြတယ်တချို့ကြတော့လည်းအထည့်ရောင်းတယ်ဟဲ့ဟိုရက်ပြီးတော့ရွှေလုပ်ငန်းကိုပြန်သိချက်ရမလားဘာညာဟဲ့မဟုတ်ဘူးမရက်နဲ့အထည်လုပ်ငန်းမှာကိုယ့်ရဲ့ဖောက်တယ်ရှိတယ်အဲ့တော့ဒီအထည်လုပ်ငန်းနဲ့ဘယ်လိုရွှေရလိုက်ဖက်လဲဒါဆိုအမြဲတမ်းကွန်ဆာတန်ပေးတယ်ပြီးလို့လဲသူတို့ပြန်ပြီးအသုံးချတဲ့စီမှာရလက်တွေထွက်လာတယ် result တွေနောက်ဆုံးသူတို့တစ်မျိုးလုံးသူတို့တစ်ရွာလုံးမှာရွှေသင်တန်းတက်ချင်စူးစမ်းစီပဲလွတ်ကြတယ်အဲ့ဒီကနေမှတစင်စူးစမ်းငါပေးလိုက်တဲ့အကြံဉာဏ်ကြောင့်သူတို့ဒီလိုဖြစ်သွားတယ်သူတို့ဒီလိုပြောင်းလဲသွားတယ်ပေါ့နော်အဲ့ဒါလေးတွေမြင်ပြီးတော့စူးစမ်းဆက်တဲ့လုပ်ငန်းလေးတွေတွေ့တယ်ဆိုရင်ကိုအတွေ့အကြုံနဲ့ပြန်ပြီးတော့ပြောပြနိုင်တယ်ခုနကတစ်ချက်ပြောသလိုပဲပညာသည်ကိုဖြစ်လေကိုပိုတော်လေဒီကြားထဲမှာကိုကသင်တန်းပေးတဲ့ခါကျတော့ဒါတိုက်ပွဲဝင်တယ်လို့ပြောမှာပေါ့နော်သူတို့စီကအခက်ခဲမှန်သမျှစီကိုဖြည့်ရှင်းရတယ်သူတို့စီအခက်ခဲလေးကိုဖြည့်ရှင်းနိုင်လေကို level up လေးပဲဒီလိုနဲ့တွားရင်နဲ့စူဇန်တို့လုံရင်ကင်ရင်နဲ့ပို့ပြီးတော့မှဒီလုပ်ငန်းတွေကိုကျွမ်းကျင်လာတယ်အဓိကကတော့အခုချိန်မှာကိုအရင်နည်းနဲ့စကျင်နေဆိုရင်အကောင်းဆုံး online ကစပါ online မှာစူဇန်တို့ platform တွေရှိတယ် Facebook ရှိတယ် TikTok ရှိတယ် page ရှိတယ်ဒီထဲကနေပဲကိုတွားလို့ရတယ်အပြင်မှာရွှေတပိတ်တာလာဆိုင်ခင်းသားစရာမလိုဘူးဟုတ်တယ် follower ဘယ်လောက်ရှိသွားပြီလဲTikTok မှာဆိုလို့ရှိရင်တော့3သိန်းကျော်သွားပြီစူဇန်တို့စားလုပ်တုန်းကတော့ချက်ကတီလမ်းညွှန်တဲ့အတိုင်း organic ပဲလုပ်တယ်အမ organic ပဲလုပ်အမဘာမှမဝယ်ထဲနဲ့အဲ့တော့ organic လုပ်တော့စူဇန်ဘာဖြစ်လာလဲဆိုတော့ real fan တွေရလာတယ်အဲ့တော့ကိုယ်လည်းအရင်နဲ့လုပ်ချင်တယ်ဆိုရင် real fan တွေရအောင်အရင်လုပ်ရမယ်အဲ့ real fan ရဖို့အတွက်ကျမတို့ဘာလုပ်ရမလဲမေးရင် TikTok နဲ့ပတ်သက်တဲ့သင်တန်းတွေဒီ business နဲ့ပတ်သက်တဲ့သင်တန်းတွေအများကြီးရှိတယ်တကယ်လို့ကိုက TikTok လမ်းကြောင်းမှာသွားခြင်းလဲဆိုရင် check it ဒီမှာ TikTok သင်တန်းရှိတယ်ချက်သင်တန်းကလူဘိန်းနားလေတယ်အမတို့ကတော်တဲ့ထဲမှာမပါဘူးဒါပေမဲ့ချက်ပြောတဲ့စကားတစ်ခုကလည်းအမတို့အခုချိန်ကြီးသုံးချရတယ်ဘာလဲဆိုတော့တော်တဲ့လူကအကုန်လုံးလုပ်တယ်ထက်တဲ့လူကသူအားတာတဲ့အရာတစ်ခုတည်းလုပ်တယ်
အဲ့တော့တချို့အားဆိုစူဇန်တင်တန်းတက်တဲ့အခါမှာဗာမေးလဲဆိုတော့ကိုကအရင်ကြီးနေတဲ့စတာကိုရွှေဆိုင်ဖွင့်လာလားဆိုပြီးမေးတယ်အမှန်တော့အခုဆိုရင်တော့ဖွင့်ထားတယ်ဒါပေမဲ့ရွှေဆိုင်ကိုစူဇန်အားမထည့်ဘူးစူဇန်ကအဓိကတင်တန်းကိုအားထည့်တယ်ဘာကြောင့်လဲကိုဒီလောကတွေကိုတင်တန်းနဲ့ရောက်လာလို့ရှယ်ပြောတဲ့စကားတိုင်းပဲရွှေဆိုင်လဲလုပ်တယ်တင်တန်းလဲလုပ်တယ်ဆိုပင်ပန်းတယ်အဲ့တော့တင်တန်းကိုအဓိကအားထည့်ပြီးလုပ်တယ်တင်တန်းကနေမှတင်တန်းသူတွေလက်လီလက်ကားယူတယ်တချို့ဆိုလို့ရှိရင်စူဇန်ရောင်းတဲ့ရွှေကမှန်တယ်ပုံမတောင်းဘူးရွှေကြီးပြည့်တယ်ဆိုပြီးထင်တဲ့သူတွေပေါ့နော်ဒီလိုအချိန်မှာဒီလို results လေးတွေထွက်လာတယ်အဓိကကတော့ကို့မှာအရင်ကြီးမရှိဘူးဆိုရင်ကိုအရင်ဆုံးလာပြီး brand တိစောက်တင်တယ် personal brand ကိုတိစောက်တင်တယ်တိစောက်ပြီးတဲ့အခါမှာကိုကရွှေရောင်းချင်လားဒါဆိုဘလို့နဲ့ပဲနဲ့သွားမလဲဆိုတာကိုစဉ်းစားစူဇန်တို့ရွှေချောင်းမျှဝေရင်နဲ့ကိုလည်းမျှဝေမယ်ဆိုရင်ကိုဝါသနာတော့မဟုတ်ရင်အဆင်မပြေဘူးကိုလက်ရှိလုံးနေတဲ့ဝါသနာပါတဲ့အရာနဲ့တွဲပြီးတော့ရွှေကိုလုပ်လို့ရတယ်ဒါကြောင့်မို့စူဇန်ဆိုရင်အမြဲတမ်းကျမစီးပွားရေးကိုရက်ပြီးတော့ရွှေလိုင်းပြမှာစူဇန်ဘယ်တော့မှပေးမလို့ဘူးဘာကြောင့်လဲလက်ရှိစီးပွားရေးဒီဝင်ငွေရွှေကအနာဂတ်အတွက်စီးပွားရေးအဲ့တော့ဘာလုပ်မလဲလက်ရှိနဲ့အနာဂတ်ကိုဖြည်းဖြည်းချင်းမျှပြီးတော့သွားခိုင်းတယ်ဒါကြောင့်မို့အခုခေတ်မှာကိုကအရင်ကြီးအနည်းဆုံးနဲ့ရွှေလုပ်ငန်းလုပ်ချင်တယ်ဆိုရင်တစ်ချက်တာနဲ့စသလိုအရင်ကြီးမရှိရင်လည်း order ကောက်တင်နဲ့စလို့ရတယ် order ကောက်နော် ဒါပေမဲ့တစ်ခုတော့ရှိတယ် order ကောက်နိုင်ဖို့ customer ရဖို့အတွက်ကိုသူတို့ယုံကြည်အောင်ဘာလုပ်ထားလဲကိုပြန်မေးလိုက်ဒါဆိုရင်သူတို့ယုံကြည်လာပြီဆိုရင်သိကြတယ်ကိုစီကိုသူတို့ငွေပေးပြီ ဒီနေ့မဆူဇန်ကိုချေတို့ interview လုပ်ရတဲ့အကြောင်းရင်းကလေဘယ်နဲ့ပဲမှမဆိုအခုခေတ် online ပေါ်မှာလှုပ်လို့ရပြီဆိုတာချေလဲပြချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့တချို့ကလည်းအေးကျမတို့ရွှေလောကဝင်လာခြင်းနဲ့ရွှေဆိုင်ဖွင့်ခြင်းနဲ့အရင်နေမရှိမဖြစ်နိုင်တော့ဘူးဆိုတာတချို့ထင်နေကြလေခေတ်တွေကပြောင်းလဲသွားပြီအရင်တုန်းကဆိုရင်အရင်နေရှိတဲ့သူခေတ်တထေးခေတ်နော်အရင်နေမရှိတဲ့သူနိုင်ငံခြားထွက်သူများအလုပ်ဟုတ်တယ်အရင်နှီးကိုအရင်ရှာရတယ်အခုခေတ်ရဲ့ဖြတ်လန်းကအရင်နှီးက Facebook TikTok ပေးလိုက်တာဟုတ်တယ်နော်အခုခေတ်ကလူတွေကိုတိအောင်ကိုလွယ်လေးနဲ့ကိုလှုပ်လို့ရတဲ့ခေတ်ဘယ်အလုပ်မဆိုလူတွေကိုတိအောင်လှုပ်လိုက်လူတွေကိုတိလာပြီးဆိုရင်ကြည့်ပါဦးရွှေတောင်မှ online ကနေဝယ်ကြတယ်တင်နန်းတွေတက်ကြတယ်အဲ့တော့အတိကကိနဲ့အညီကအမိလိုက်နိုင်ဖို့ပဲလိုအပ်တယ်ရင်တော့ကလိုမျိုးကအသွေးဟောင်းရှိနေလို့မရဘူးအသွေးဟောင်းပဲရှိနေရင်ကိုကဘလို့မှကိုလှုပ်လို့မရဘူးအရင်ဆုံးအသွေးပြောင်းအမြင်ပြောင်းရင်တော့လောက်ရက်တွေကပြောင်းလဲလာလိမ့်မယ်မဆူဇန်ကိုရဲ့တင်တန်းလေးတွေကိုမှိတ်ဆက်ပေးပါအောင်ဘာ first rate ရှိလဲဟုတ်ကဲ့ဆူဇန်ကြတော့ရွှေတင်တန်းအပြင်ကိုရွှေပေါင်ငွေတို့တီးတန့်တင်တန်းရှိတယ် 80k class ရှိတယ်နောက်ရွှေထဲဈေးကွက်ချတဲ့တင်တန်းပေါ့နော် online မှာရွှေထဲရောင်းချင်တဲ့သူတွေဘယ်လိုရောင်းရမလဲခုနပြောသလိုပေါ့ဖြတ်လန်းနေနဲ့ဝင်တဲ့အခါမှာကိုယ့်အတွက်လမ်းကြောင်းပေါ့နော်ကွန်ဆာတဲ့ပုံစံမျိုးနဲ့တင် class လေးတွေရှိတယ်ဆူဇန်ရဲ့တင်နန်းက online class အပြင်တွေ့အနေနဲ့အခုဆိုမော်လမြိုင်ဖက်အံနေပြည်တော်ရန်ကုန်ပသိမ်မန္တလေးပြည်တောင်ကြီးမြန်မာပြည်အနှံ့ကိုဖွင့်လှစ်ထားတယ်လမ်းကြောင်းကောင်းရင်တော့ကချင်တို့လည်းရောက်လိမ့်မယ်အဲ့တော့ကချင်ကနေလည်းခေါ်နေကြတယ်ဒါပေမဲ့ဆူဇန်ကမသွားနိုင်သေးဘူးပေါ့နော်အဲ့လောက်ထိတော့ကိုယ့်အနေနဲ့တကယ်လို့ရွှေပညာနဲ့ပတ်သက်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုကျင်တယ်အရင်ကြီးမရှိဘူးနောက်ခံ background မရှိဘူးဒီလုပ်ငန်းတွေကိုကိုကစွန့်ဦးတီထွင်အနေနဲ့စပြီးတော့ဝင်ချင်တယ်ဒါမှမဟုတ်ကိုကတင်ချအားနေတယ်ဒီလုပ်ငန်းလေးတော့လုပ်ချင်တယ်ပေါ့နော်ဒါမှမဟုတ်တချို့ကလည်းအသက်တွေကြီးနေပြီလက်ရှိအလုပ်ကပင်ပန်းတယ်ဒါစူဇက်တင်တန်းတွေကိုရောက်လာတဲ့သူတွေကိုတွေ့ရတာပေါ့နော်လက်ရှိအလုပ်ကပင်ပန်းနဲ့အသက်ကြီးရင်ရွှေလေးပဲရောင်းပြီးနေတော့မယ်ဆိုတဲ့သူတွေပေါ့နော်အသက်ကြီးကြီးမြင့်လို့မဖြစ်နိုင်ဘူးလို့ထင်တဲ့သူတွေဆိုရင်စူဇန်ရဲ့ရွှေစက်ကြပါလားရွှေတင်တန်းကနေဖိတ်ခေါ်ပါတယ်စူဇန်တို့တင်တန်းကကြတော့မြန်မာပြည်အနှံ့ရှိတာမို့ကိုကဘယ်မျိုးရှိတာလဲနီးစပ်ရာမျိုးတွေမှာလာ join လို့ရပါတယ် Okay ဟုတ်ကဲ့ပါဒီ talk show ကိုအဆုံးထိနားထောင်ပြီးတော့ဘာတွေရသွားကြလဲ comment ထဲမှာရေးလာပေးပါအောင်အထူးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် Okay